အားလုံးပဲမင်္ဂလာပါ Airwit Media တွေကြိုဆိုပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Air Pollution Section အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ဒီကတော့ Engineer လောကမှာအရေးကြီးပါတယ် Air Pollution Section ကတော့တကယ်လည်းလိုက်နာဖို့လိုပါတယ်အမှကျွန်တော်တို့စလိုက်မယ်နော် Okay အမှဆိုကျွန်တော်တို့၄ရက်ရှိမယ် Essential ရှိမယ်pollutant type ရှိမယ် impact ရှိမယ် solution ရှိမယ် essential ကြတော့ကျွန်တော်တို့အခြေခံအချက်တွေဖြစ်ပါတယ်pollutant type ဆိုတာဒီလူညဉ့်ဉန်းစေတဲ့အမျိုးအစားတွေဖြစ်တဲ့ impact ဆိုတာအကျိုးသက်ရောက်မှုဖြစ်ပါတယ်solution ဆိုတာအညီရလောက်တာအရေးကြီးလို့ဘယ်လိုကာကွယ်မလဲဆိုတာကိုပြောတာဖြစ်ပါတယ် solution ဆိုတာတော့အမှစပါပြီ essential မှာဘယ်အချက်တွေပါမလဲဆိုတော့နှစ်ချက်ရှိမယ်အမှ air supply 21% oxygen via blood photosynthesis အဲ့လိုဖြစ်မယ်ဆိုတော့ air supply တော့အလေတူတွေအောက်ဆီဂျင်က21%ပါဝင်ပြီးတော့တစ်ပင်နေရာတွေ photosynthesis ကလုပ်ငန်းစဉ်ရာတွေကျွန်တော်တို့ပေးစွမ်းနေဆိုတော့အလေတူတွေမှာအောက်ဆီဂျင်21%ရှိတယ်အဲ21%ကတစ်ပင်တွေရဲ့ photosynthesis အစီအစဉ်ရာတွေထုတ်လုပ်ပေးတယ်ပြီးဒုတိယအချက်က CO2 excess cause global warming ကာဗွန်ဒိုင်အောက်ဆိုက်တွေကပြပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်တွေကဘယ်လိုမျိုးလဲဆိုတော့များများထွက်တဲ့ကမ္ဘာ့အပူချိန်မြင့်မယ်အဲဒါဆို CO2 excess cause global warming ဖြစ်တယ် pollutant type တော့ညီညွတ်တဲ့အမျိုးအစားတွေအဲ့မှာ၃ချက်ရှိမယ် category ရှိမယ် primary ရှိမယ် secondary ရှိမယ် category တွေကြတော့ဘယ်လိုမျိုးဆိုတော့ natural pollutant causing allergies asthma တဘာဝအတိုင်းဖြစ်ပေါ်တဲ့အားတွေဖြစ်တယ် pollutant ဆိုတာပေါင်းမုတ်ဖြစ်တယ်ပေါင်းမုတ်တွေက allergic ဖြစ်မယ် asthma ဖြစ်မယ် aerosol ဆိုတာလေတွေမှာပြန့်နှံ့နေတော့အမှုန်အမတွေကို aerosol လို့ပြောတယ် hazardous gas ဆိုတာအန္တရာယ်ရှိတဲ့ gas တွေဖြစ်တယ် sulfur နဲ့ oxide ဖြစ်ပေမဲ့ SO2 CO ကာဗွန်မိုနောက်ဆိုက်ဖြစ်မယ်ကာဗွန်မိုနောက်ဆိုက်ဟောเนี่ยအန္တရာယ်ရှိတဲ့ gas ဖြစ်မယ် primary ဆိုဘယ်လိုမျိုးပြောလဲဆိုတော့အရေးကြီးတဲ့ဟာပေါ့ primary direct emission တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်ညဉ့်ဉန်းတဲ့ပစ္စည်းများဖြစ်မယ် secondary ကြတော့ဒုတိယအချက်မှာကြတော့ form by reaction ဓာတုပစ္စည်းများပြောင်းလဲမှုဓာတ်ပြုမှုကြောင့်ဖြစ်မယ် example အနေနဲ့ photochemical ကိုပြောတာဖြစ်တယ်အဲဆိုရင် pollutant type မှာ၃ချက်ရှိတယ် category ရှိမယ် primary ရှိမယ် secondary ရှိမယ် impact ကတော့အကျိုးသက်ရောက်မှုရှိမယ် impact မှာကျွန်တော်၃ချက်ရှိမယ်အကျိုးသက်ရောက်မှာ၃ခုရှိမယ်ဆိုတော့ health ကျန်းမာရေးအတွက်အကျိုးသက်ရောက်မှုရှိမယ် environment ပတ်ဝန်းကျင်အတွက်အကျိုးသက်ရောက်မှုရှိမယ် global ကမ္ဘာကြီးအတွက်အကျိုးသက်ရောက်မှုရှိမယ် health ကျန်းမာရေးအတွက်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိလဲဆိုတော့ allergic ဖြစ်မယ် respiratory issue အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါများဖြစ်မယ်အဲ့ဒါက impact အကျိုးသက်ရောက်မှုမှာ health မှာရှိမယ် environment ကမ္ဘာပတ်ဝန်းကျင်ဘယ်လိုထိခိုက်မလဲဆိုတော့ material degradation ဆိုတာအဆောက်အဦများနဲ့ပစ္စည်းများပျက်စီးမယ် ambient acid rain acid မိုးတွေရွာမယ်အဲ့ဒါ environment မှာဖြစ်ပေါ်မယ့်ဟာ global ကြတော့ကမ္ဘာကြီးနဲ့ဘယ်လိုဆိုင်လဲ UN 190% chance of unstable warming without action UN ရဲ့တတိပေးချက်အရာလှုံ့ဆော်မှုမရှိတော့ရင်ကမ္ဘာအပူချိန်ကိုထိန်းချုပ်မှုကမ္ဘာအပူချိန်မထိန်းချုပ်နိုင်ဘူးက 90% ခွင့်လန်းရှိတယ်အဓိကကတော့ UN ပြောသလို UN ပြောတာမလို့ဆိုရင်တော့ကမ္ဘာအပူချိန်ကိုမထိန်းချုပ်နိုင်ဘူးက 90% ရှိမယ်အဲ့မှာနောက်ဆုံးမှအရေးကြီးတဲ့အတွက် solution ကိုအနီရောင်နဲ့ရေးထားတယ် solution ရှိမယ် solution မှာလည်း၃ချက်ပဲရှိမယ် regulation ရှိမယ်ဥပဒေနဲ့စီမင်းစည်းကမ်းများဖြစ်မယ် tax and prevention နည်းပညာနဲ့ကာကွယ်ရေးရှိမယ် engineering matter engineer ရဲ့ matter ကိုပြောတာဖြစ်တယ် regulation ဥပဒေနဲ့စီမင်းစည်းကမ်းများမှာဘယ်လိုရှိမလဲဆိုတော့ filtering system ကိုအသုံးပြုမယ် low sulfur ဖြစ်တယ် sulfur ပေါင်မှုနေတဲ့လောင်စာတွေကိုအသုံးပြုမယ်desulfuration အဲ့ကောင်ကြတော့အဲ့ဒီနည်းပညာ desulfuration နည်းပညာကိုအသုံးပြုတယ် regulation မှာဥပဒေနဲ့စီမင်းစည်းကမ်းမှာဒီလိုနည်းတွေအသုံးပြုတယ် touch and prevention နည်းပညာနဲ့ကာကွယ်ရေးမှာဘယ်လိုမျိုးလုပ်လဲဆိုတော့ process chain ထုတ်လုပ်မှုကိုလုံဆောင်မှုပြောင်းလဲမယ် maintenance စက်ပစ္စည်းတွေကိုစနစ်တကျထိန်းသိမ်းမယ် alternative to fossil
ရုပ်ကျွေးနေရာတွေကျွန်တော်တို့ fossil fuel တွေရတယ်အခြား soil တွေကိုပြောင်းလဲအသုံးပြုမယ် reforestation ဆိုတာတော်တော်တွေကိုပြန်လဲစိုက်ပျိုးမယ် urban green space မျိုး urban ဆိုမျိုးပြအတွင်းစိတ်လန်းစုပြီးမှုတိုးချဲ့မယ် touch and prevent ရေးဖြစ်တဲ့ engineering မှာတော့ကြတော့အဲ့ဒါ engineer ရဲ့ဆောင်မှု prevention is better than cure ဆိုတော့ကုသခြင်းကအကာအကွယ်ခြင်းနဲ့ပိုပြီးကောင်းတယ်အဲ့ဒါဖြစ်တယ်ဟို၄ချက်ရှိမယ် essential ရှိမယ် pollutant type ရှိမယ် impact ရှိမယ် solution ရှိမယ်ဒီနောက်ဆုံး engineering မှာထားရတော့လုံးဝကိုအမြဲတမ်းအသုံးဝင်တဲ့prevention is better than cure နော် okay အဲ့ဆိုရင်တော့ air pollution section အကြောင်းကိုသိပြီးတင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်